ချင်းမမထားတဲ့အမှုပညာကြီးနဲ့တကြံမှာတချင်းဆိုရတဲ့အကြောင်းကိုဝန်းနေစွာပြောလာခဲ့တဲ့အဆိုတော်ဆိုတီမြမဂီတာလောကမှာတော့နေရာတနေရာကိုအခိုင်အမာရယူထားခဲ့မှုတဲ့အမှုပညာရှင်တယောက်ရဲ့အခြေအနေကတနာစရာပါတကြံဆိုတဲ့အချိန်ဟာအမှုပညာရှင်အများစုအတွက်ပြည်သက်တင်တဲ့အနီးကဆုံးဖြောပြခွင့်ရပြီးတော့ဝင်ငွေအကောင်းဆုံးရရှိတတ်တဲ့ပွဲတော်ကာလတစ်ခုပါပဲဒါပေမဲ့တစ်ခေတ်တစ်ခါကမီအိရှင်ဆိုတဲ့တခြင်းနဲ့တနိုင်ငံလုံးကလူငယ်တွေရဲ့အရှင်ကိုလှုပ်ခနိုင်ခဲ့တဲ့အဆိုတော်ဆိုတီအတွက်တော့ဒီနေ့တဲ့ကျန်ဟာလုံးဝကိုခါတီးပြီးတော့မျက်ရည်ကျရတဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။အဆိုတော်ဆိုတီဆိုတာနဲ့သူ့ရဲ့ကိုယ်ပိုင်ဟန်ပန်ထူးခြားတဲ့တန်စင်ဖန်တီးမှုတွေနဲ့ပြည်သက်တရဲ့ပါဇက်ဖျားမှာရှေးပန်းစားခဲ့တဲ့အနုပညာရှင်စစ်စစ်တယောက်ဆိုတာအလုံးအသိပဲဖြစ်ပါတယ်။အောင်မြင်မှုရဲ့အထွတ်ထိပ်လမ်းကြောင်းပေါ်မှာရှောက်လန်းနေရင်ကနေပဲမမျော်လင့်ပဲကြုံခဲ့ရတဲ့ဆွေရလွန်းတဲ့ကားအိတ်စရင်ကြောင့်သူ့ရဲ့ဘဝဟာလည်းစောက်ထိုးမှုမျိုးဖြစ်ခဲ့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအကြီးအကျယ်ဖြစ်ခဲ့ပြီးတော့ကျန်းမာရေးချွတ်ယွန်းသွားခဲ့ပါတယ်။အဆိုတော်ဆိုတီဟာအရှင်လိုတက်တက်လက်လက်မရှိတော့ပေမဲ့လည်းမိခင်အိုကြီးကိုပြုစုဆောက်ရှောက်ရင်းနဲ့သူတက်နိုင်တဲ့ခွန်အားလေးနဲ့ဂီတအလုပ်တွေကိုဆက်လက်လုပ်နေတာဟာတကယ့်ကိုလေးစားအတူယူစရာကောင်းလာပါတယ်။ဒါပေမဲ့ဒီနေ့တကြံကာလမှာတော့အခြားသောအဆိုတော်တွေတရုတ်ဆောင်တွေကမန္တအတတိမှာနေရာကိုစီရနေချိန်မှာတော့နိုင်ငံကျော်ကနဝင်အဆိုတော်ကြီးတယောက်ဖြစ်ခဲ့တဲ့ဆိုတီကိုတော့တီးတဲ့ငါရမဲ့သူတယောက်မှရှိမနေခဲ့ပါဘူး။အဆိုးဆုံးကတော့ဟိုဘက်မနက်ကနေလာဆိုလဲပါအောင်ကလေးမုတ်ဖူလေးပေးပါမယ်ဆိုပြီးတော့လမ်းခေါ်ရင်ကားလေးတစ်စီးနဲ့ပြေးဆိုရဒီဘက်ကခေါ်ပြန်ရင်သွားဆိုရနဲ့တကက်ကိုနှိမ်ချခံရတဲ့အခြေအနေမျိုးကိုရင်ဆိုင်ခဲ့ရတာပါသူရဲ့အမှုပညာတန်ဖိုးနဲ့တမန်ကြောင့်ကိုကလေးမုတ်ဖိုးတသားလောက်ပဲတမတ်ခံလိုက်ရတာကတော့ဘလောက်တောင်ရင်နာစရာကောင်းလိုက်မလဲဆိုတာကိုတော့ကိုချင်းစာကြည့်လို့ရပါတယ်ဒီနေရာမှာတော့အခက်ရအခက်ဆုံးအချက်ကိုပြောရရင်တော့ယနေ့ခေတ်ရဲ့ရေပန်းစာမှုအတိုင်းတာတွေပါပဲဆိုတေးလိုကိုပိုင်တန်စင်သချင်းကောင်းတွေအများကြီးပန်းဆိုင်ထားတဲ့အမှုပညာရှင်စစ်စစ်ကြီးကမုတ်ဖိုးတသားနဲ့သွားဆိုနေရချိန်မှာအနုပညာအရေးသွေးဘာမှမရှိပဲကိုပိုင်တချင်းတပုတ်မှမရှိတဲ့သူများတချင်းကိုတောင်းမှကီဝိအောင်မဆိုတတ်တဲ့တီတော့ဆလီတွေကတော့မနက်တွေမှာတော့တိန်ရချီထောင်ချီပြီးတော့အခချင်းငွေတွေရနေကြတာပဲဖြစ်ပါတယ်။ဒါကတကယ့်ကိုခါသိတဲ့အမှန်တရားတစ်ခုပါပဲ။မွေရင်းဖန်နီရှင်ကအဖက်ကြီးခံနေရပြီးတော့ဆလီတွေကတော့နေရာရနေတာကတော့အနုပညာလောကအတွက်တကယ့်ကိုယဉ်လေးစရာတစ်ခုပဲဖြစ်ပါတယ်။ဒီလိုအနေခံရတဲ့အဖြစ်အပျက်တွေကြောင့်ပဲဆိုတေးကိုယ်တိုင်ကတော့စိတ်တရားအကြီးကျယ်ရခဲ့ပါတယ်။ငါကျမ်းမာရေးမကောင်းလို့အယူအပေါ်လို့ဖြစ်နေလို့များပွဲစစ်စင်သူတွေကတန်မိုးမထားကြတာလားဒါမှမဟုတ်ပရိသတ်တွေကပဲငါ့ကိုမမြင်ချင်ကြတော့တာလားဆိုပြီးတော့မဲရည်လည်းရဲနဲ့ဝမ်းနဲ့တတိနဲ့ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်လူတယောက်ရဲ့ရုပ်ပန်းဆိုင်ရာချွေရင်တော်မှုကိုအခွင့်ကောင်းယူပြီးတော့သူတိဆောက်ခဲ့တဲ့အမှုပညာတမန်ကြောင့်ကိုပါအတိမမပြုပဲဖြည့်ဆည်းပြလိုက်တာကတော့လူကျင့်ဝင်အရာရောအမှုပညာကျင့်ဝင်အရာပါအတော်လေးကိုရန်ဆိုင်တဲ့လုပ်ရတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်ရှင်နိခေပွဲစစ်စင်သူတွေနဲ့မန္တပိုင်ရှင်တွေကတော့အရေးချင်းတဲ့ဖြူများဖို့လူစိတ်ဝင်စားဖို့ဆိုတဲ့စီးပွားရေးတွက်ချေကိုက်မှုကိုပဲဦးစားပေးလာကြပြီးတော့အင်တာနက်ပေါ်မှာတော့ခဏတာနာမည်ကြီးုံနဲ့တကယ်အမှုပညာရှင်တွေရဲ့နေရာကိုအစားထိုးလို့မရပါဘူး။သွေးချွေတဲ့အချိန်တွေပေးဆက်ပြီးတော့ဖန်တီးထားတဲ့အမှုပညာကိုဒီလိုမျိုးတန်ဖိုးချပစ်တာဟာတကယ်အမှုပညာရှင်တွေကိုစိတ်ဓာတ်ကျဆင်းစေပါတယ်။ပရိသတ်တွေအနေနဲ့လည်းဗိုင်းရပ်ဖြစ်တဲ့အရာတွေနောက်ကိုအကန်ဆယ်လိုက်နေတာထက်တကယ်အမှုပညာအစစ်မှန်ကိုဖန်တီးတဲ့အမှုပညာရှင်တွေကိုပို့ပြီးတော့ဖေးမကူညီတင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နာမည်ကြီးဆိုတော်ကြီးဖြစ်ခဲ့ပေမဲ့အခုလိုကလေးမုတ်ဖို့တတနဲ့နေခံလိုက်ရတဲ့တစ်တော့ဆလီတွေလောက်တောင်မှနေရာမရတော့တဲ့ဆိုတီရဲ့အခြေအနေပေါ်မှာရောဘလို့များထင်မြင်ယူဆမိပါသလဲနော်။